2020ရွေးကောက်ပွဲတုန်းကမဲမတမာမှုဆိုတဲ့အကြောင်းပြချက်နဲ့အာဏာသိမ်းခဲ့တဲ့စစ်ကောင်စီကသူတို့ဥဆောင်ပြုလုပ်မဲ့သူ့ရောင်ရွေးကောက်ပွဲမှာလည်းမဲစည်းရင်းတွေမှားယွင်းမှုစဖြစ်နေပါပြီ။ကျန်းခိုင်ရေးပါတီရဲ့နေပြည်တော်ကောင်စီနေမြေဥက္ကဋ္ဌဘူးလက်ဦးလှဆွေရဲ့မဲစည်းမှားယွင်းတယ်ဆိုတဲ့ဝေဖန်မှုတွေကအတော်လေးကိုပွဲဆူခဲ့ပြီးမဲစည်းမှားယွင်းမှုတွေအတွက်အများအာရုံစိုက်စရာဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့မဲစည်းကိုထောက်ပြတာကဘူးလက်လှဆွေတူဦးတည်းမဟုတ်ပဲတခြားပါတီကအမတ်လောင်းတွေပါနေတာပါဒါကရွေးကောက်ပွဲဝင်ပြိုင်မဲ့တခြားပါတီတွေအတွက်စစ်ကော်မရှင်ကိုတရားရခိုင်နှုန်းယုံကြည်လို့မရဘူးဆိုတဲ့သဘောတက်ရောက်နေတာပါဘူးလက်လှဆွေကစစ်ကော်မရှင်ရဲ့မဲစည်းတွေကတော်တော်လေးကိုမှဆိုးဝါးမှားယွင်းနေတာလို့ဝေဖန်လိုက်တာပါမဲစည်းတွေက2020ပြည့်နှစ်ရွေးကောက်ပွဲမှာအသုံးပြုခဲ့တဲ့မဲစည်းနဲ့တူနေပြီးအဲ့ဒီမဲစည်းမှာပါနေသူတွေကလက်ရှိမှာကွယ်လွန်သူတွေဖြစ်နေတာမိသားစုလိုက်နာမည်တွေမပါတာတခြားဒေသကိုပြောင်းရွှေ့သူတွေရဲ့နာမည်တွေကပါဝင်နေတာပါဝင်ရွေးခံမဲ့ကိုယ်စားလှယ်လောင်းတချို့ရဲ့နာမည်တွေမပါတဲ့အထိတော်လေးကိုဆိုးရွားခဲ့တာပါဒါပေမဲ့အကြမ်းဖက်စစ်တပ်ကတော့သူတို့ရဲ့အတူရောင်ရွေးကောက်ပွဲမဲစည်းမှားယွင်းပါတယ်လို့ထုတ်ဖော်ပြောသူတွေဝေဖန်သူတွေကိုပါဖိနှိပ်တာတွေရှိလာနိုင်တယ်လို့လည်းသတင်းတွေကထွက်ပေါ်နေတာပါရွေးကောက်ပွဲကော်မရှင်ကတော့မဲစည်းကိုလာကြည့်ဖို့ရုပ်မြင်သံကြားသတင်းစာတွေလူမှုကွန်ရက်တွေကနေအသိပေးကြေညာနေပေမဲ့စိတ်ဝင်စားသွားကြည့်တဲ့သူတွေနည်းနေပါတယ်စစ်ကောင်စီရဲ့သူ့ရောင်ရွေးကောက်ပွဲကိုတော့စစ်ကောင်စီကိုတော်လှန်နေတဲ့တော်လှန်ရေးတပ်တွေတိုင်းဒေသလက်နက်ကိုင်တွေကသူတို့တတ်နိုင်တဲ့ဘက်ကနေစွမ်းကုန်သားစီးသွားဖို့စ조사သွားကြမယ်လို့ဆိုထားတာပါစစ်ကောင်စီရဲ့သူ့ရောင်ရွေးကောက်ပွဲကိုပြည်သူတွေအနေနဲ့လည်းမပါဝင်ကြဖို့နဲ့တကယ်လို့မဖြစ်မနေမဲပေးရမယ်ဆိုရင်လည်းအထူးသတိထားပြီးသတိနဲ့နေကြဖို့တိုက်တွန်းသတိပေးထားတာပါ